ပြီးခဲ့တဲ့ရက်ကကျမစီကိုဖုန်းရွှေ home chat consultation လာယူတဲ့မိတ်ဆွေတဦးရှိတယ်။သူကအိမ်ဆောက်ဖို့အတွက်ဒီ architect တွေနဲ့ design ဆွဲပြီးတော့မှ floor plan design တွေရဲ့ landscape design တွေရဲ့ကျမစီကိုပို့လာတယ်။ပုံတွေအားလုံးအိမ်တွေအားလုံးအဆင်ပြေတယ်။အဲ့ဒီအထဲမှာကျမအဓိကသွားပြီးတော့မှအမှားတစ်ခုကိုမြင်လိုက်တာကမြန်မာနိုင်ငံကအိမ်တော်တော်များများမှာလည်းရှိတယ်။ကျမတို့အိမ်ရှိကိုထုတ်တဲ့ portico ခေါ်မုတ်ဦးပေါ့နော်အဲ့ဒီမုတ်နေရာကအိမ်တအိမ်ရဲ့အစဝင်ချင်းမှာရှိပြီးတော့မှအိမ်တအိမ်ရဲ့စီးပွားလက်လာပါနဲ့စက်တည်ကိုစားပြုတဲ့နေရာဖြစ်ပါတယ်ဆိုတော့အိမ်ရဲ့ရှေ့မှာဒီ portico မှာဘာထားလဲဆိုတော့သူတို့က fire sample ပုံစံအမိုးလေးတစ်ခုကိုထည့်ထားတာကိုကျွန်မတွေ့ရတယ်ဥပမာပြရရင်ဒီပုံလေးကိုကြည့်နိုင်ပါတယ်အဲ့ဒီပုံလေးရဲ့ရှေ့တက်မှာ tree can ပုံစံ fire sample လေးရှိထားတာတွေ့ရပါတယ်ကျမရဲ့ client အိမ်ကတော့တခြားပုံစံမှာဒါကတော့ကျမနမူနာပြထားတဲ့ပုံစံပေါ့အားလုံးမြင်လို့ရအောင်အဲ့တော့ကျမတို့အိမ်ရှိမုတ်ကိုလုပ်တဲ့နေရာမှာဒီ fire sample ရှိခြင်းအပြင်ကျမတို့ကကိုယ့်အိမ်ကိုစပြီးတော့မှစီးဝင်လာမဲ့ကောင်းတဲ့ energy တွေစွမ်းအင်တွေကိုအေးမြခြင်းနဲ့ကြူဆိုတာမဟုတ်ဘဲနဲ့ fire sample နဲ့စပြီးတော့မှကြိုဆိုတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဝင်လာမဲ့ကံကောင်းခြင်းတွေရဲ့တဝက်လောက်က banning ဖြစ်ပြီးသားဖြစ်ပါလိမ့်မယ်ဆိုတော့ကျမတို့ကအိမ်ရှိမှာဒီလိုမျိုးမုတ်ထုတ်မယ်ဆိုလို့ရှိရင် fire sample မပါအောင် view site ပါအဓိကကတော့အိမ်ရဲ့အလယ်မှာဒီလိုမျိုး portico ထုတ်မယ်မုတ်ဦးထုတ်မယ်ဆိုရင်ကျမတို့ကဘာပုံစံလေးတွေထုတ်လို့ရလဲဆိုတော့တစ်သားဆန်ဖို့ဖြစ်တဲ့ဒီ၄တောက်ပုံစံလေးတွေပြီးရင်ကျတို့ဒီတထုပုံစံဖြစ်တဲ့စာကေပုံစံလေးတွေအဲ့ဒီပုံစံလေးတွေနဲ့ကျမတို့ထုတ်လို့ရတယ်အိမ်မှာမုတ်ဦးထုတ်တဲ့သူတိုင်းဒီအချက်လေးကို view site ပါဒီအချက်လေးပါနေမယ်ဆိုရင်ကိုယ့်ရဲ့အိမ်ကကံကောင်းခြင်းတွေကတဝက်လောက်သာကိုယ့်ရဲ့အိမ်လေးကိုဝင်ရောက်နိုင်မှာဖြစ်ပါတယ်ဆိုတော့ဖုန်းရွှေနဲ့ပတ်သက်ပြီးတော့မှကိုကပို့ပြီးတော့မှတည်ယူခြင်းနဲ့ဖုန်းရွှေစီယာတယောက်ဖြစ်ရက်တည်ခြင်းနဲ့ဆိုလို့ရှိရင်ကျမမကြခင်မှာဖုန်းရွှေသင်တန်းတစ်ခုကိုဖွင့်ပေးဖို့ရှိပါတယ်ဖုန်းရွှေ professional level 1သင်တန်းဖြစ်ပါတယ်တာမန်စာအုပ်ဖတ်ယုံ information တွေပေးမှာမဟုတ်ဘဲနဲ့တကယ့်ကိုမှဖုန်းရွှေပညာရှင်ဖြစ်ဖို့အတွက် foundation ခိုင်ခိုင်မာမာကိုသင်ပေးမဲ့သင်တန်းဖြစ်ပါတယ်အချိန်ကာလကတစ်လခွဲတောင်ကြာမှာဖြစ်ပါတယ်ဒီတစ်လခွဲအတွင်းမှာကျမစင်ကာပူကနေသင်ယူထားတဲ့ဖုန်းရွှေပညာရက်တွေအပြင်ကျမရဲ့နှစ်ပေါင်းများစွာလေ့ကျင့်လာခဲ့တဲ့အိမ်နေရာပေါင်းများစွာ consultation ဆွေးနွေးပေးတဲ့ experience တွေကိုအတူတူမျှဝေသွားမှာဖြစ်ပါတယ်။ဒါအပြင်ဒီသင်တန်းမှာကျမကစာမေးပွဲလဲဖြေခိုင်းဦးမှာဖြစ်ပါတယ်။ဆိုတော့ကိုကဖုန်းရွှေနဲ့ပတ်သက်ပြီးတော့မှသင်ယူခြင်းစိတ်ရှိတယ်အချိန်ပေးခြင်းနဲ့ဖုန်းရွှေပညာကိုတန်ဖိုးထားအလေးထားတယ်ဆိုကျမရဲ့ဖုန်းရွှေသင်တန်းကိုလာပြီး join ဖို့ဖိတ်ခေါ်ပါရရှင်။မကြခင်မှာသင်တန်းကို officially announce လုပ်ပါ